အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး Albert Einstein ရဲ့လူသိနည်းပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အချက်10ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး Albert Einstein ဟာငယ်စဉ်တုန်းကစကားပြောနောက်ကျခဲ့ပါတယ်မိဘရဲ့အဆိုအရ Einstein ဟာအသက်2နှစ်ကျော်မှစကားလုံးတိုးတိုးလေးတွေကိုစာပြီးတော့ပြောနိုင်ခဲ့တာဖြစ်ပါတယ်စကားလုံးဝကြတွေတော့ပို့ပြီးတော့နောက်ကျမှပြောနိုင်ခဲ့တာဖြစ်ပါတယ်တချို့မှတ်တမ်းတွေမှာတော့သူပြောမဲ့စကားကိုမပြောခင်အရင်ဆုံးတိုးတိုးလေးရေရွတ်ပြီးတော့မှအတန်ထွက်ပြောနိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်ဒါကြောင့်ယနေ့ခေတ်မှာ Einstein syndrome လို့ခေါ်တဲ့အသုံးအနှုန်းကိုစကားပြောနောက်ကျပဲမဲ့လို့ဉာဏ်ရည်မြင့်မားတဲ့ကလေးတချို့တင်စားခေါ်ဝေါ်တဲ့နေရာမှာသုံးကြပါတယ်လူအများစုကတော့ Einstein ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်လို့ကျောင်းသားဘဝမှာလည်းအမြဲထူးချွန်ခဲ့ကြလိမ့်မယ်လို့ထင်ကြပါတယ်။ဒါမဲ့ Einstein ကကျောင်းတက်တဲ့အခါမှာစာအုပ်အလွတ်ကျရတဲ့သင်ကြားပုံတွေကိုမကြိုက်ခဲ့ပါဘူး။ဆရာတချို့ကလည်းသူ့ကိုစီကံမလိုက်နာသူမိကုံများလွန်းသူလို့ထင်မြင်ခဲ့ကြပါတယ်။ Einstein ကသင်ကြားပေးသမျှကိုမျက်စိမိတ်ပြီးတော့ယုံနာမျိုးမဟုတ်ပဲနဲ့ဘာကြောင့်လဲဆိုတဲ့မိကုံကိုအမြဲမေးနေတတ်ပါတယ်။သူဟာဘာသာရပ်အားလုံးမှာထိတ်တန့်မဟုတ်ပင်မဲ့လို့သင်္ချာနဲ့ယူပဗေဒကိုတော့အတော်လေးစိတ်ဝင်စားခဲ့ပါတယ်။အဲ့ဒီစိတ်ဝင်စားမှုကြောင့်ပဲမိမိကိုယ်တိုင်လေ့လာခဲ့ပြီးတော့နောက်ပိုင်းမှာကမ္ဘာရဲ့အမြင်ကိုပြောင်းလဲစေခဲ့တဲ့ Theory of Relativity ကိုဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ Einstein ဟာတစ်ချိန်ကတက္ကသိုလ်ပါမောက္ခချုပ်မဟုတ်ဘဲနဲ့တာမန်ရုံးဝန်ထမ်းတစ်ယောက်ဖြစ်အလုပ်လုပ်ကိုင်ခဲ့မှုပါတယ်။1902ခုနှစ်မှာ Einstein ဟာဆွစ်ဇာလန်နိုင်ငံဘန်းမြို့မှာရှိတဲ့မူပိုင်ခွင့်ရုံးမှာနည်းပညာစစ်ဆေးမှုဖြစ်အလုပ်ဝင်လုပ်ခဲ့ပါတယ်။သူ့ရဲ့တာဝန်ကတော့လူတွေတင်သွင်းလာတဲ့တီထွင်မှုအသက်တွေကိုစစ်ဆေးပြီးတော့ဒီတီထွင်မှုတွေဟာအသက်ဆန်းဟုတ်မဟုတ်မူပိုင်ခွင့်ပေးတယ်မပေးတယ်ဆုံးဖြတ်ပေးရတာဖြစ်ပါတယ်။နေ့စဉ်လျှက်စစ်ပစ္စည်းအသက်တွေနည်းပညာအသက်တွေကိုလေ့လာရတဲ့အတွက် Einstein ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းကလည်းပိုပြီးတော့တိုးတက်လာခဲ့ပါတယ်။ဒါပေမဲ့သူ့စိတ်ထဲမှာတော့ရုံးလို့တစ်ခုတည်းနဲ့မရက်တန်ခဲ့ပါဘူး။အလုပ်ပြီးတဲ့အခါတိုင်းမှာလည်းသိပ္ပံသုတေသနတွေကိုဆက်ပြီးတော့လှုပ်ဆောင်ခဲ့ပါတယ်။ Einstein ကနည်းပညာစစ်ဆေးမှုဖြစ်အလုပ်လုပ်ကိုင်နေနေပဲ1905ခုနှစ်မှာသိပ္ပံလောကကြီးတစ်ခုလုံးကိုတုံ့လို့သွားစေမဲ့သုတေသနစာတမ်း၄ဆောင်ကိုထုတ်ပြန်နိုင်ခဲ့ပါတယ်။ပထမစာတမ်းကတော့အလင်းရောင်ဟာလှိုင်းတစ်ခုတည်းမဟုတ်ပဲနဲ့စွမ်းရည်အမှုန်လေးတွေအဖြစ်လဲပြုမှုနိုင်တယ်လို့ဖော်ပြထားပါတယ်။ဒုတိယစာတမ်းမှာတော့ရေထဲကဖုံဖုံလေးတွေဘာကြောင့်လှုပ်ရှားလဲဆိုတာကိုရှင်းပြခဲ့ပြီးတော့အတန်တွေအမှန်တကယ်ချီးကြောင်းကိုဖော်ပြနိုင်ခဲ့ပါတယ်။တတိယစာတမ်းကတော့အချိန်နဲ့နေရာဟာလူတိုင်းအတွက်အတူတူပဲမဟုတ်ကြောင်းရှင်းပြတဲ့နှိုင်းရ theory ပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ drug နဲ့စွမ်းရည်ဟာအပြန်အလှန်ပြောင်းလဲနိုင်ကြောင်းကိုဖော်ပြတဲ့ ES=mc² ဆိုတဲ့ formula ဖြစ်ပါတယ်။တစ်နှစ်ထဲမှာပဲကမ္ဘာသိပ္ပံသမိုင်းကိုပြောင်းလဲစေခဲ့တဲ့စာတမ်း၄ဆောင်ကိုထုတ်ပြန်နိုင်ခဲ့တဲ့အတွက်ကြောင့်1905ခုနှစ်ကို Einstein ရဲ့အံ့ဖွယ်နှစ်လို့ခေါ်ကြတာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာအကျော်ကြားဆုံးသိပ္ပံ formula ကိုပြောပါဆိုရင် ES=mc² ကိုအများစုကပြောကြမှာပါ။ဒါမဲ့အဲ့ဒီ formula ရဲ့အဓိပ္ပာယ်တော့လူတော်တော်များများမသိကြပါဘူး1905ခုနှစ်မှာ Einstein ကနှိုင်းရ theory ကိုတင်ပြပြီးတဲ့နောက်မှာအရေးကြီးတဲ့အချက်တစ်ခုကိုသတိထားမိခဲ့ပါတယ်။အဲ့ဒါကတော့ drug နဲ့စွမ်းရည်တီးခြားစီရှိနေကြတဲ့အရာတွေမဟုတ်ဘဲနဲ့တစ်ခုနဲ့တစ်ခုဆက်ဆက်နေတယ်ဆိုတာပါပဲ။ ES=mc² မှာ E ဆိုတာစွမ်းရည်ကိုကိုးစားပြုပါတယ်။ M ဆိုတာ drug ကိုကိုးစားပြုပါတယ်။ C ဆိုတာအလင်းရဲ့အမြန်နှုန်းဖြစ်ပြီးတော့တစ်စက္ကန့်ကိုကီလိုမီတာ3သိန်းနီးပါးနဲ့သွားပါတယ်။အဲ့ဒီ formula က drug နဲ့ငယ်လေးရတော့မှအလွန်များပြားတဲ့စွမ်းရည်ဖြစ်ကိုပြောင်းလဲနိုင်တယ်လို့ဖော်ပြထားပါတယ်။ဥပမာအပြင်စစ်ကူကလက်လောက်အရွယ်ရှိတဲ့ drug တစ်ခုကိုအပြည့်အဝစွမ်းရည်ဖြစ်ပြောင်းလဲမယ်ဆိုလို့ရှင်မျိုးတစ်မျိုးကိုလျှက်စစ်စွမ်းရည်ပေးနိုင်တဲ့စွမ်းရည်တွေထွက်လာမှာဖြစ်ပါတယ်။ဒီအယူဆကနောက်ပိုင်းမှာနျူကလ িয়ার စွမ်းရည်နဲ့နျူကလ িয়ার ဘုံတို့ရဲ့အခြေခံ theory ဖြစ်လာပါတယ်။ Einstein လို့ပြောရတာနဲ့လူအများစုက relativity theory ကိုချက်ချင်းပြေးမြင်ကြမှာပါ။ဒါမဲ့အံ့ဩကောင်းတာ Einstein က Nobel ဆုကို relativity theory ကြောင့်ရခဲ့တာမဟုတ်ပါဘူး။1905ခုနှစ်မှာ Einstein ကသိပ္ပံလောကကိုပြောင်းလဲစေခဲ့တဲ့သုတေသနစာတမ်း၄ဆောင်ကိုထုတ်ဝေခဲ့ပါတယ်။အဲ့ဒီထဲကတစ်ခုကတော့အလင်းရောင်ရဲ့သဘာဝကိုရှင်းပြတဲ့ photoelectric effect ဖြစ်ပါတယ်။ Einstein ကအလင်းရောင်လှိုင်းတစ်ခုတည်းမဟုတ်ဘဲနဲ့စွမ်းရည်အမှုန်လေးတွေဖြစ်လဲရှိနိုင်တယ်လို့ရှင်းပြခဲ့ပါတယ်။ဒီယူဆဟာနောက်ပိုင်း quantum physics လို့ခေါ်တဲ့ခေတ်သစ်ရူပဗေဒရဲ့အခြေခံအုတ်မြစ်ဖြစ်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ relativity theory ကအလွန်တော်လှန်ရေးဆန်တဲ့အယူဆဖြစ်လို့ပညာရှင်တချို့ကအပြည့်အဝလက်မခံခဲ့ပါဘူး။အဲ့ဒီခေတ်က Nobel ဆုကော်မတီကလည်း
လက်တွေ့စမ်းသပ်ချက်တွေနဲ့တေချာအတည်ပြုထားတဲ့တွေ့ရှိချက်တွေကိုပို့ပြီးတော့အလေးထားခဲ့ပါတယ်။ဒါကြောင့်မို့လို့1922ခုနှစ်မှာနိုဘယ်ဆုကော်မတီကနေပြီးတော့ Photo Electric Effect လို့ခေါ်တဲ့ဥပဒေကိုရှာဖွေတွေ့ရှိခဲ့တဲ့အတွက်အိုင်းစတိုင်းကိုနိုဘယ်ဆုပေးအပ်ခဲ့တာဖြစ်ပါတယ်။အိုင်းဆိုင်ဟာတယောက်တရတာကိုလည်းအလွန်နှစ်သက်တဲ့သူဖြစ်ပါတယ်။သူ့မိခင်ကလည်းဂီတကိုနှစ်သက်တဲ့သူဖြစ်ပြီးတော့အိုင်းဆိုင်အသက်6နှစ်လောက်ကတည်းကတယောက်ပညာကိုသင်ယူစေခဲ့ပါတယ်။ငယ်ငယ်တုန်းကတော့တယောက်လေ့ကျင့်တာကိုသိမကြိုက်ခဲ့ပေမဲ့လို့အသက်ကြီးလာတဲ့အခါမှာဂီတရဲ့အလားတရားတွေကိုနားလည်လာခဲ့ပါတယ်။အထူးသဖြင့်သေရေးဆရာမိုးဆက်ရဲ့သချင်းတွေကိုတီးခါတာအလွန်ကြိုက်နှစ်သက်ခဲ့ပါတယ်။အိုင်းဆိုင်ဟာသိပ္ပံပညာဆိုင်ရာပြဿနာတွေကိုစဉ်းစားပြီးတော့စိတ်ချုပ်လာတဲ့အခါမှာတယောက်ကိုကောက်ယူပြီးတော့တီးခတ်လေ့ရှိပါတယ်။သူကိုယ်တိုင်ကလည်းကျွန်တော်ဟာဂီတထဲမှာနေထိုင်တယ်ဂီတထဲမှာအိမ်မက်မက်တယ်ဘဝကိုဂီတနဲ့ပဲမြင်တယ်လို့ပြောခဲ့ပူပါတယ်အိုင်းဆိုင်ချာထုတ်ပြထားတဲ့ဓာတ်ပုံကိုလူတိုင်းမြင်မှုကြမှာပါအဲ့ဓာတ်ပုံကို1952ခုနှစ်မတ်လ14ရက်နေ့မှာရိုက်ကူးခဲ့တာဖြစ်ပါတယ်အဲ့ဒီနေ့ဟာအိုင်းဆိုင်ရဲ့82ခုနှစ်မြောက်မွေးနေ့ဖြစ်ပြီးတော့မွေးနေ့ပွဲအပြီးမှာတော့သတင်းထောက်တွေကဓာတ်ပုံတွေစစ်တိုက်ရိုက်နေခဲ့တာပါဓာတ်ပုံရိုက်ရတာကိုပင်ပန်းနေပြီဖြစ်တဲ့အိုင်းဆိုင်ကလည်းသတင်းထောက်တွေကိုရေမောစွာနဲ့ပဲရှာထုတ်ပြခဲ့ပါတယ်။အဲ့ဒီချိန်မှာဓာတ်ပုံဆရာတယောက်ကအဲ့ဒီဓာတ်ပုံကိုအမိအယရိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အစပိုင်းမှာတော့သတင်းဌာနတချို့ကအဲ့ဒီဓာတ်ပုံကိုမသိတော့ဘူးလို့ထင်ခဲ့ကြပေမဲ့လို့အိုင်းစတိုင်းကိုယ်တိုင်ကတော့အလွန်ကိုသဘောကျနေခဲ့ပါတယ်။နောက်ပိုင်းမှာတော့အဲ့ဒီဓာတ်ပုံကိုဖျက်တောက်ပြီးတော့ post card တွေအဖြစ်ထုတ်ဝေခဲ့ပါတယ်။အဲ့ဒီခါမှာအိုင်းစတိုင်းရဲ့ချာထုတ်ပြထားတဲ့ဓာတ်ပုံကနာမည်ကြီးသွားပြီးတော့ယနေ့တိုင်ကမ္ဘာအကျော်ကြားဆုံးဓာတ်ပုံတွေကတပုံဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။လူအများစုကတော့အိုင်းဆိုင်ကိုနျူကလ িয়ার ဘုံတီထွင်သူလို့ထင်ကြပေမဲ့လို့အမှန်တကယ်တော့မဟုတ်ပါဘူး။အိုင်းဆိုင်ဟာနျူကလ িয়ার ဘုံကိုမတီထွင်ခဲ့တယ်လို့မျိုးအမေရိကန်ရဲ့အနုမြူဘုံတီထွင်ရေးစီမံချက်မှာလည်းတိုက်ရိုက်မပါဝင်ခဲ့ပါဘူး။ဒါပေမဲ့1939ခုနှစ်မှာဂျာမနီကအနုမြူလက်နက်ကိုတီထွင်နိုင်တယ်လို့ဆိုရင်ခဲ့ကြတဲ့သိပ္ပံပညာရှင်တွေကအိုင်းဆိုင်ကိုအမေရိကန်သမ္မတထံကိုစာပို့ပါလို့တိုက်တွန်းခဲ့ကြပါတယ်။အိုင်းဆိုင်ပေးပို့ခဲ့တဲ့စာမှာတော့ဂျာမနီတွေကယူရေနီယံကိုသုံးပြီးတော့အလွန်ဆွမ်းအားကြီးတဲ့လက်နက်တစ်မျိုးကိုဖန်တီးနိုင်တယ်လို့သတိပေးထားပါတယ်။အဲ့ဒီစာဟာနောက်ပိုင်းမှာအမေရိကန်ရဲ့အနုမြူဘုံတီထွင်ရေးစီမံချက်ကိုစတင်ဖို့အကြောင်းရင်းနဲ့တခုဖြစ်လာပါတယ်။ဒါပေမဲ့အိုင်းဆိုင်ကိုယ်တိုင်ကတော့ဘုံတီဆော်ရေးထဲမှာပါဝင်ခဲ့ခြင်းမရှိပါဘူး။အဲ့ဒီပြင်အိုင်းဆိုင်ကဒုတိယကမ္ဘာစစ်ပြီးတဲ့အခါမှာနျူကလ িয়ার လက်နက်တွေကိုစတင်တဲ့သူတဦးတောင်ဖြစ်လာခဲ့ပါတယ်။နောက်ဆုံးအဆုံးသတ်အနေနဲ့တော့အိုင်းစတိုင်းရဲ့နာမည်ကြီးအမိန့်တစ်ခုကိုပြောပြသွားမှာဖြစ်ပါတယ်။အဲ့ဒါကတော့ဘဝစပိန်တစ်စီးစီးနေရတဲ့တူပါတယ်။တင်းရဲ့ဘဝကိုဟန်ချက်ညီအောင်ထိန်းကျင်နေဆိုရင်တင်းဟာခြေကိုစစ်ပြီးတော့တိုးနေရမှာပဲဖြစ်ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲဗျ။